သူရာမီရာယမစ္စပမာဒဌာနရဲ့အဓိပ္ပာယ်ကိုရှင်းပြတော်မူပါနောက်တစ်ခုကကြတော့သေအယံမှန်းမသိပဲတောက်မိခဲ့လို့ရှင်ရောအဲ့ကန်ထိုက်ပါလားရှင်ဗျာသူရာမီရာယမစ္စပမာဒဌာနဆိုတာသူရာဆိုတာရှေးကတော့စိတ်နဲ့အရက်ရဲ့ချက်တဲ့အရက်ရဲ့နှစ်ခုရှိတယ်တော့စိန်ထားလို့ရှင်လည်းကြားရှိမူးလာတဲ့ဟာရှိတယ်ပေါ့နော်ချက်တဲ့ရက်လည်းနှစ်ခုရှိလို့ရှေးခေတ်ကသူရာနဲ့မီရာနှစ်ခုအဓိကထားပြီးတော့မစ္ဆဆိုတာဒီအရေးကရှင်မူးစေတတ်တယ်ရှင်မူးတယ်ဆိုတာဘာတော့ဆိုလို့ရှိရင်မှန်တက်လာတယ်လို့ပြောတာမှန်တက်လာတယ်အမှန်မသိတော့ကုပမာဏအတိုင်းတာမသိပမာဒဌာနဆိုတာကောင်းတာလို့ဖို့အတွက်မေးလျော့သွားတယ်သူကလူကြီးတွေယူသေးမှာတော့ကုသိုလ်ကောင်းမှုလောမှာတော့ဒါလေးမေးလျော့သွားတယ်ဌာနဆိုတာအကြောင်းအဲ့တော့ဆိုလိုတာလူတယောက်ဟာကောင်းတဲ့စိတ်နေသဘောထားတွေပျက်စီးသွားစေတတ်တဲ့မူရစ်တဲ့အရာဟာပမာဒဌာနပဲနော်မူရစ်သွားလို့ရှိရင်အဲ့ဒါမတော့ဘဲနဲ့မူရစ်ထားလည်းရှိသေးတယ်လေမှန်တက်နေတဲ့အခါလည်းမူရစ်တယ်ပစံချမ်းသာတဲ့အခါလည်းမူရစ်တယ်အရွယ်ငယ်တဲ့အခါမှလည်းမူရစ်တတ်တယ်ပညာတတ်လာလို့ရှိရင်လည်းမူရစ်တတ်တယ်အဲ့ဒါတွေကဒီထဲမှာပါတယ်မူရစ်မှုလို့မထလို့ခေါ်တယ်သူလူငယ်လူရွယ်တွေမှာကျတော့ယောပနမထလို့ခေါ်တယ်ငယ်တဲ့ခုံငယ်တဲ့မှန်ပေါ့နော်နောက်ကျမ်းမာလို့ရှိရင်လည်းအာရောချမထလို့ခေါ်တယ်အသက်ရှိနေတဲ့ရှင်းနေတဲ့ပုဂ္ဂိုလ်ကလည်းဇီဝိတမထဆိုတာဒါမသိဘူးဆိုတဲ့မမနာကြောင့်မကောင်းမှုအကုသိုလ်တွေလုံးမိတတ်တယ်ပေါ့မေလျော့စေတတ်တဲ့အရာတွေတို့ပေါင်းပြီးတော့မြတ်စွာဘုရားသုံးတာအဓိကကတော့ဒီလူတယောက်ရဲ့ကောင်းတဲ့စိတ်တွေအမှတ်တင်ညာတွေကောင်းတဲ့အမှတ်တင်ညာတွေကောင်းတဲ့စိတ်တွေသဘောထားတွေပျောက်ကွယ်သွားစေတတ်တဲ့အရေးမျိုးဟာမတောက်တဲ့မှုလို့သူတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒါတောက်လိုက်လို့ရှိရင်လူတယောက်ဟာဒီတတိတရားတွေလွတ်သွားပြီးတော့အမှတ်တင်ညာတွေလွတ်သွားပြီးတော့ကိုယ်ပါလို့မှမသိတာမျိုးထီအောင်ဖြစ်သွားအယမူရင်ဆိုးတော့မကပ်ဘူးမဟုတ်လားအဲ့လိုဟာမျိုးထီအောင်ဖြစ်သွားတဲ့ဟာတွေကမတော့တဲ့ဘူးလို့ဒီလိုအဓိပ္ပာယ်နဲ့ဒီဆိုလိုတဲ့အဓိပ္ပာယ်ပါနော်အခုတော့အကုန်လုံးမစ္ဆဆိုရရေမှုစေတတ်တွေအားလုံးကမစ္ဆထဲမှာပါတယ်သူရနဲ့မေရိယကတော့စိတ်နဲ့အရက်နဲ့ချက်တဲ့အရက်ပမာဒဌာနဆိုတခြားမေးလျော့စေတတ်တဲ့အကြောင်းတရားတွေအားလုံးပေါ့နော်ဘေးရှုတာတွေရောဘာတွေရောအကုန်လုံးပါမှာပေါ့လူရဲ့ပဂတိစိတ်နေထားလူစရာချိုးချောင်းဆင်ញင်တဲ့အသိဉာဏ်ရှိတယ်အဲ့ဒါတွေကိုပျက်စီးသွားစေတဲ့အရာတွေခတ်သိမ်းကိုသူရမေရိယမစ္ဆပမာဒဌာနလို့ဆိုနိုင်တယ်ပေါ့နော်တေးအယမမသိပဲတောက်မိခဲ့ပါကကန်ထိုက်ပါသလားလို့ဆိုဆေးအမှတ်နဲ့တောက်တာမျိုးတို့ဆေးဖြစ်လို့တောက်တာမျိုးတို့မူရစ်တာမဟုတ်ပဲနဲ့အဲ့လိုတောက်မိမယ်ဆိုလို့ရှိရင်တော့ဘူးလောက်အောင်တောက်ရင်တော့လူရဲ့စိတ်ဟာအမှန်မသိတော့တာအမှန်တယ်အဲ့ဒီအမှန်မသိမှုကပို့ပြီးတော့မဟုတ်တာတွေလုံးမိရင်တော့ပို့ပြီးတော့အပြစ်ကြီးတာပေါ့နော်အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်သူရမေတွေကကန်ထိုက်တယ်မထိုက်ဘူးဆိုတာသူ့ရဲ့အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်လူတွေဆိုတာကိုကျိုးစီးပွားအတွက်အသိပညာတွေစီးဖို့အထောက်ရမယ်အများကျိုးဆောင်ရမယ်ဆိုရင်ကောင်းတဲ့စိတ်တွေသဘောထားတွေကိုပျက်စီးဆုံးရှုံးသွားစေတတ်တယ်အဲ့လိုပျက်စီးဆုံးရှုံးသွားလို့ရှိရင်ဒါသူ့ရဲ့ဆိုးကျိုးလို့ခေါ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တေးရမမသိလို့တောင်းပြီးခဲ့ပါကန်ထိုက်ပါသလားဆိုတာနောက်ဘဝခံရမယ့်ဟာကိုရည်ရွယ်ပြီးတော့မေးတဲ့မေးခွန်းမျိုးဖြစ်တယ်ဒါပေမဲ့လို့အယမမသိပဲနဲ့တောက်သိလို့ပဲတောက်သူ့ရဲ့ effect ကရှိတယ်အဲ့ဒီသူ့ရဲ့ effect ဟာအကောင်းကျိုးမလာဘူးအနည်းဆုံးဘာဖြစ်တယ်လို့ဆိုရင်အရက်ကျွန်းတယ်တို့နောက်ပြီးတော့လူဟာတေးအရက်တောက်မှများလာလို့ရှိရင်တွေးတောဆင်ခြင်မှုတွေကလွဲမှားလာခါတိုင်းလို့ပုံမှန်မစင်စားတတ်တော့ဘူးနော်အုံနောက်ရဲ့ကြောင်းလဲမှုတွေဖြစ်နိုင်တယ်အဲ့ဒီလိုအုံနောက်ရဲ့အသိဉာဏ်တွေကလမ်းချော်ကုန်တာမျိုးတွေဖြစ်ရင်ဒါသူဒီဘဝတွေမှာခံရတဲ့အကျိုးဆက်လို့ပြောသိလို့တောက်မသိလို့တောက်အစိတ်ဟာဆိုဥပမာနဲ့တမန်ရှုထောင့်တစ်ခုကပြောမှဆိုရင်အစိတ်ဆိုတာသိလို့စားမသိလို့စားအစိတ်ကအစိတ်ပဲလေဟုတ်တော့မလားအဲ့တော့ရမမသိလို့တောင်းပြီးပါတယ်ဆိုလို့မရဘူးထဲထဲဝင်သွားရင်သူကတော့သူ့ရဲ့ effect ကတော့လာမှာပဲမှန်ပါဗျာအဲ့ဒီ effect တော့ခံရမှာပဲမှန်ပါဗျာဥပဒေလိုပေါ့
မသိလို့လုံးမိပါလေဆိုရင်ဥပဒေကခွင့်လွှတ်တာမှမဟုတ်တာ